guys, I'm fighting Tesoro in Miami, UFC 327. ဒီနိုင်ငံရဲ့မြစ်တာတရားရသမျှလှုပ်ရှားချစ်လက်မင်းရောက်ပြန်ပြီလေကားပုံကြီးပြအောင်ပါတော့အောင်နေလဲဒီတရက်စိတ်ညစ်နေလဲဒီတရက်သစ္စာဗုဒ္ဓတော်ဝတ်တယ်မို့လို့အရင်လိုတော့သဘောမကောင်းရေးတော့ကိုပဲအရင်လိုတော့သဘောမကောင်းရေးတော့ကိုပဲမြင်းကိုအစာကျွေလွန်းရင်